အရှိတောင်အားရှာမှာအထူးသဖြင့်မြန်မာနိုင်ငံပါအပါအဝင်ကျွန်တော်တို့လူတွေကထမင်းမစားရဘူးဆိုရင်ဘိုင်းမဝဘူးလို့တော့ပြောလို့ရှိတယ်မနက်နေ့လယ်ညထမင်းမစားရဘူးဆိုရင်ကျွန်တော်တို့အတွက်အဆင်မပြေဘူးဗျာထမင်းစားလိုက်တယ်ဆိုမှဘိုင်းဝတယ်ဆိုတော့ဒီစားရတဲ့ထမင်းကဘာလို့ကျွန်တော်တို့ရေနဲ့ချက်ပြီးတော့အရန်မာကြောတဲ့အစီကနေပြီးတော့အရန်ဖြော့ပြောင်းတဲ့အထီပြောင်းပြီးတော့ကျွန်တော်တို့ဘာလို့ချက်ပြီးစားရတာလဲကျွန်တော်လေးလာကြည့်တဲ့အပေါ်မှာတချို့တော့အချက်လက်သမိုင်းအကြောင်းလေးတွေအများကြီးသိလိုက်ရတယ်။ထမင်းဆိုတဲ့အရာကိုစံဆိုတဲ့အရာကိုကျွန်တော်တို့ကဘာလို့ချက်ပြီးတော့ထမင်းအဖြစ်ပြောင်းစားရတာလဲဆိုတဲ့အကြောင်းအရာကိုရှင်းပြပေးမယ်။ဒီဆက်သူကတော့ Milky Vision စံစဘာရဲ့သမိုင်းအကြောင်းကကျွန်တော်တို့ဘေးကနေဘလို့စလဲမေးရဆိုရင်ကြောက်ခေအဟောင်းကနေစတယ်ဆိုပြီးတော့သိလိုက်ရတယ်ဗျာကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း13500ကနေပြီးတော့နှစ်ပေါင်း1000ခွဲအထိအဲ့ဒီဝင်းကျင်လောက်အထိကိုကျွန်တော်တို့ကလူသားတွေပေါ့နော်အစာစားတဲ့စနစ်ကဘယ်လိုရှိလဲမေးတယ်ဆိုရင်တောထဲမှာရှိတဲ့တောထဲမှာတီးတဲ့ပွင့်တဲ့တီးဝလံတွေကိုစားတယ်ပြီးတော့အကောင်တွေကိုအမဲလိုက်ပြီးစားတယ်ဒီကကျွန်တော်တို့ကြောက်ခေပေါ့နော်လူရိုင်းခေပေါ့အဲ့ဒီခေတ်ကနေပြီးတော့ဒီစပားကိုကျွန်တော်တို့ဘယ်လိုမျိုးပြောင်းလဲလာလဲရှေးဦးလူသားတွေကဒီစပားတွေကိုဘယ်လိုစားလဲမေးရဆိုရင်အပင်မှာရှိတဲ့အသီးတွေခူးပြီးစားတဲ့အလေးထုံးစံတွေပဲရှိတာဆိုတော့စပားကလည်းဒီလိုပဲအဲ့ချိန်တုန်းကရှိတဲ့စပားတွေကအထဲထဲမှာရှိတဲ့စပားအစိတ်အသေးလေးအပြင်မှာရှိတဲ့အခွန်အားကြတော့အရန်မာကြောပြီးတော့ကြီးတယ်ဆိုတော့ဒီစပားစိတ်တွေအကုန်လုံးကစပားအပင်ကနေပြီးတော့ကျွေကြပြီးအောက်မှာရှိမဲ့အရာတွေကိုအရင်တုန်းကပေါ့နော်ဒီကြောက်ခေအချိန်တုန်းကယူပြီးတော့ကောက်တယ်သူတို့ကတစည်းချင်းစီကောက်တာကောက်ပြီးတော့အဲ့ဒါကိုထုချီပြီးတော့သူတို့ကစားတာအခွန်မခွာဘူးနော်ဒီအခွန်ရှိတဲ့အတိုင်းကိုပဲထုချီပြီးတော့စားတာကျွန်တော်တို့အခုစပားတွေကိုချက်စားတယ်ဆိုတဲ့စနစ်ကိုမရောက်ခင်မှာလူတွေကစပားတွေကိုဘယ်လိုမျိုးစိုက်ဖြူးလာကြရလဲဘေးအချိန်ကနေစပြီးစိုက်ဖြူးလာကြရလဲဆိုတော့စဉ်းစားကြည့်အောင်ခြေရောင်သုတေသနတွေက DNA မျိုးစိနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်တဲ့အပေါ်မှာအာရှတစ်ဖက်ခြမ်းမှာစပားတွေကိုစိုက်ဖြိုးတဲ့နေရာကတခုတော့ရှိမှာပဲအဲ့ဒီနေရာကဘေးနေရာလဲမေးရဆိုရင်တရုတ်နိုင်ငံမှာရှိတဲ့ရန်စီမြို့ဝမ်းဆိုတဲ့ data မှာစပားတွေကိုစိုက်ဖြိုးပြီးစားသုံးလာတယ်ဆိုပြီးတော့အတီးပြုတ်ချက်ခိုင်လုံချက်တစ်ခုရှိတယ်ဒီဖြစ်စဉ်ကလွန်ခဲ့တဲ့နှစ်ပေါင်း8000ကနေပြီးတော့1000ဝန်းကျင်ထဲမှာဖြစ်ခဲ့တယ်ဆိုပြီးတော့လည်းပြောတယ်အဲ့ဒီအချိန်တော့စိုက်ဖြိုးတဲ့သူတွေကလည်းဒီစပားပင်မှာရှိတဲ့စပားအစိတွေပေါ့ဒီစပားအစိတွေအကုန်မခွာပဲနဲ့လုံးဝအဲ့အပင်မှာတီးနေတဲ့ဒီစပားအသီးတွေအကိုလုံးကိုကြီးတဲ့အပင်တွေမှာရှိတဲ့ကြီးတဲ့အသီးတွေကိုရွေးပြီးသူတို့ကနေပြီးတော့မှစိုက်ဖြိုးလုပ်တယ်နှစ်ပေါင်ရာနဲ့ချီပြီးဒီလိုပဲစိုက်ဖြိုးလာကြတာအဲ့ဒီချိန်ကနေစပြီးတော့မှဒီစပားကိုအိမ်သုံးသီးနှံအဖြစ်အိမ်မှာစိုက်ဖြိုးဖို့အတွက်ဆိုပြီးတော့မှသုံးလာကြတယ်โอเคအခုကစပားကိုစိုက်ပြီးတော့သုံးလာကြတယ်စပားကိုစိုက်ပြီးတော့ပြန်ပြီးတော့မျိုးပွားတက်ကြပြီးဒီစပားကိုကျွန်တော်တို့ကဒီတိုင်းစားလို့မရအောင်ဆိုတော့ဒီစပားကိုဒီဆန်စပားကိုကျွန်တော်တို့ကဘယ်လိုမျိုးချက်ပြီးတော့စားသုံးလာကြတာလဲအခုချိန်ဒီကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကကြောက်ခေအဟောင်းကိုဖြစ်နေတာပဲဖြစ်တယ်ကြောက်ခေအဟောင်းမှာဖြစ်နေတဲ့အချက်လက်တွေအခုကြောက်ခေအစ်စ်ကိုရောက်လာပြီကြောက်ခေမှာတော့မှအစ်စ်နဲ့အဟောင်းရှိရနော်အဟောင်းကနေတဆင်းအခုအစ်စ်ကိုရောက်လာပြီဒီကြောက်ခေအစ်စ်ထဲမှာနီးပညာတစ်ခုကအရေးပါလာတယ်အဲ့ဒါဘာလဲမေးရဆိုရင်မြေအိုးတို့မြေကွက်တို့မြေပကံတို့ဒီဟာတွေကိုဖန်တီးနိုင်တဲ့ခေတ်ကိုရောက်လာပြီဗျာပြောမယ်ဆိုရင်ရှော့နဲ့ဖန်တီးတဲ့ခွက်တို့ရှော့နဲ့ဖန်တီးတဲ့မြေအိုးတို့ရှော့နဲ့ဖန်တီးတဲ့ပကံပြားတို့ဆိုတော့ဒီနီးပညာကဒီကြောက်ခေအစ်စ်မှာဖြစ်ပေါ်လာပြီဒီလိုမျိုးမြေအိုးတွေဖြစ်ပေါ်လာတဲ့အချိန်မှာလေလူသားတွေကစပားကိုကျွန်တော်တို့ထုထောင်ချီလိုက်တယ်ခြေပြီးတော့လုံးဝကြေွားပြီဆိုတာနဲ့တို့အဲ့ဒါကိုမီးကင်ပြီးစားတယ်အဲ့လိုမျိုးမီးဖုတ်ပြီးစားတဲ့အချိန်မှာလေဒီဟာကမာကျောနေတော့ပဲနောက်ပိုင်းဘယ်လိုပြန်ပြောင်းလာလဲဆိုတော့နှစ်ပေါင်း9000ကနေပြီးနှစ်ပေါင်း8000အတွင်းလွန်ခဲ့တဲ့နှစ်ပေါင်း9000နဲ့8000အတွင်းနဲ့မှာဘယ်လိုမျိုးထပ်ပြီးတော့စင်ငယ်ပြောင်းလဲလာလဲဆိုတော့ဒီဆန်ပေါ့နော်အတွင်းထဲမှာရှိတဲ့ဆန်စိစပားအပေါ်အခွန်ခွာပြီးတော့မှအတွင်းထဲမှာရှိတဲ့ဆန်စိကိုဒီမြေအိုးနဲ့ထည့်လိုက်တယ်ရေးစိမ်ပြီးစားတယ်ရေးစိမ်ပြီးတော့မီးနဲ့အပူပေးပြီးစားတယ်အဲ့ဒီအချိန်ကနေစပြီးတော့အစပြိုးခဲ့တဲ့အရာကပဲကျွန်တော်တို့ဆန်နဲ့ရေးနဲ့ရောပြီးတော့မြေအိုးတွေကိုထည့်တယ်မြေအိုးတွေထည့်ပြီးတော့မီးနဲ့ပြန်ပြီးတော့ပေါင်းတယ်အဲ့လိုမျိုးပေါင်းပြီးစားလာတဲ့ထမင်းကကျွန်တော်တို့အခုချိန်ထိလေအဲ့လိုမျိုးပဲစားတောက်နေတော့ပဲနောက်ထပ်နှစ်ပေါင်း4000အရင်ကနေ9000အတွင်းနဲ့မှာအိန္ဒိယနိုင်ငံမှာရှိတဲ့ဂင်းကမြင်နာမှာရှိတဲ့ဒေသတွေအကုန်လုံးပြန်နှံသွားတယ်အဲ့ရနေတဆင့်မြန်မာနိုင်ငံထဲကိုလည်းကူးရောက်လာတယ်ဒီနီလန်ကိုကျွန်တော်တို့အာဖရိကတိုက်ဘက်မှာလည်းဒီနီလန်ကိုစတဲ့အသုံးပြုဖို့တော့ကြိုးစားခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း3000အရင်တော့ဒ
တမ်းမဖြစ်လာခဲ့ဘူးဘာလို့လဲမေးရဆိုရင်အဲ့နေရာမှာကကျွန်တော်ကြည့်မယ်ဆိုရင်ရာသီဥတုမမှန်ဘူးမိုးမှန်မရွာဘူးကျွန်တော်တို့ဒီအာရှတစ်ပတ်ချမ်းမှာကြည့်မယ်ဆိုရင်မိုးရွာတဲ့နေပူတဲ့ဆောင်းတွင်းဝင်တယ်ဆိုတော့ဒီရာသီဥတုတောင်းကိုလုံးကကျွန်တော်တို့အတွက်ကိုတည်ရှိနေတယ်ဗျာဒါပေမဲ့အာဖရိကတိုက်ဘက်တွေမှာကြည့်မယ်ဆိုရင်မိုးအဲ့လောက်ရွာတာမရှိဘူးအမြဲတမ်းနေပူပြီးတော့6သွေးတဲ့ကွင်းမြင်တွေပဲရှိတာများတယ်ဆိုတော့အာဖရိကတိုက်မှာလည်းနှစ်3000အရင်တော့စိုက်ပျိုးဖို့စူးစမ်းခဲ့ပေမဲ့မဖြစ်လာခဲ့ဘူးအာရှတစ်ဖက်ချမ်းမှာပဲစံကိုချက်စားတဲ့စနစ်ကအခုချိန်ကြီးရှိနေတာကဲအခုဒါဆိုရင်ကျွန်တော်တို့နေ့စဉ်စားနေရဒီထမင်းကဒီထမင်းတစ်စုံကဘယ်လိုမျိုးဒီထမင်းအဖြစ်စမ်းနေပြီးထမင်းအဖြစ်ပြောင်းလာလဲဆိုတဲ့သမိုင်းကြောင်ကိုတီးသွားမယ်လို့ကျွန်တော်ထင်တယ်နှစ်ပေါင်းတောင်းနဲ့ချိန်ပြီးတော့စိတ်ငယ်ပြောင်းလဲလာတဲ့အရာကပဲကျွန်တော်တို့ယနေ့ခေတ်မှာလုံးဝတက်တောင်းတက်တာရှိတဲ့အရာမျိုးကိုကျွန်တော်တို့လုပ်လို့ပြုလုပ်လို့ရတယ်လို့ပြောလို့ရတယ်ဗျာဒီလိုမျိုးအကြောင်းတွေသိနေဆိုရင်ကျွန်တော်အကောင့် Facebook ကနေကြည့်ရဆိုရင် follow လုပ်ခဲ့ပြီး YouTube ကနေကြည့်ရဆိုရင် follow လုပ်ခဲ့ပြီး TikTok ကနေကြည့်ရဆိုရင်လည်း follow လုပ်ခဲ့ပြီးအားလုံးပဲနောက်ဗီဒီယိုဆုံးမယ် bye